အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုပြောပြပေးတော့မှာကတော့မဲဘတ်ငွေထုတ်တဲ့အခါမှာလိုအပ်တဲ့ကိုရဲချက်လက်ဖြစ်နေအကြောင်းကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အတောင်းဝင်နေဆိုရင်ဗီဒီယိုကို like လုပ်ပြီးတော့ channel ကို subscribe ပြုလုပ်ပြီးတော့ကြပါအောင်ခင်ဗျာမဲဘတ်အကောင့်ဖွင့်ဆော့ကစား channel မိတ်ဆွေများကတော့ဒီဗီဒီယိုရဲ့ description မှာမဲဘတ်အကောင့်ဖွင့်ဒီဗီဒီယို link ထည့်ထားပေးမှာဖြစ်လို့ description link ကနေဝင်ရောက်လေ့လာပြီးတော့အကောင့်ဖွင့်ဆော့ကစားလို့ရပါတယ်ခင်ဗျာမဲဘတ်မှာငွေထုတ်တော့မယ်ဆိုရင်ကိုရဲချက်လက်ဖြစ်ထားမှရမှာဖြစ်တဲ့အတွက်ကိုရဲချက်လက်ဖြစ်နေရအရေးကြီးပါတယ်ခင်ဗျာကျွန်တော်တို့ကိုရဲချက်လက်ဖြစ်ဖို့အတွက်မီနူကိုနေပြီးပါ personal profile လေးကိုနေပြီးပါခင်ဗျာ enter details ကိုနေပါကျွန်တော်ကတော့ဒီမှာနမူနာအချက်လက်တွေကိုဖြည့်ပြမှာဖြစ်ပါတယ်မိတ်ဆွေတို့ကတော့မိတ်ဆွေတို့ရဲ့အချက်လက်မှန်ကိုဖြည့်ပေးပါခင်ဗျာဒါမှမိတ်ဆွေတို့ငွေထုတ်လို့အရာမှာဖြစ်ပါတယ်အပေါ်ဆုံးကစနေဆိုတဲ့နေရာမှာတော့မိတ်ဆွေတို့ရဲ့အလယ်နာမည်ကိုထည့်ပေးပါခင်ဗျာကျွန်တော်ကနမူနာနာမည်တစ်ခုကိုထည့်ပြပါမယ် first name ဆိုတဲ့နေရာမှာတော့မိတ်ဆွေတို့ရဲ့ပထမဆုံးအမည်ကိုထည့်ပေးပါခင်ဗျာpatronymic ခွင့်စာခွင့်ပိတ်နဲ့ if any လို့ရေးထားပါတယ်ဒါကတော့ရှိတယ်လို့ပြောတာပါခင်ဗျာမထည့်ရရပါတယ်ထည့်ပြီးရင်တော့ပို့ပြီးတော့ပြည့်စုံပါတယ်မိတ်ဆွေတို့ရဲ့နောက်ဆုံးအမည်ကိုထည့်ပေးပါခင်ဗျာ date of birth ကတော့မိတ်ဆွေတို့ရဲ့မွေးရက်မွေးလမွေးနှစ်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကဒီမှာ2000ခုနှစ်လောက်ကိုနမူနာထည့်ပြလိုက်ပါမယ်ခင်ဗျာ place of birth ကတော့မိတ်ဆွေတို့မွေးတဲ့နေရာဖြစ်ပါတယ်ကျွန်တော်ကဒီမှာအားလုံးကိုရန်ကုန်ပဲနမူနာထည့်ပြမှာဖြစ်ပါတယ်ခင်ဗျာ region ကတော့တိုင်းနဲ့ပြည်နယ်ကိုရွေးခိုင်းတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ရန်ကုန်ကိုပဲနမူနာထည့်လိုက်ပါတယ် city ကတော့မြို့ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရန်ကုန်ပဲနမူနာထပ်ထည့်ပြပါမယ် residence address ကတော့လက်ရှိနေထိုင်တဲ့လိပ်စာဖြစ်ပါတယ်ခင်ဗျာရန်ကုန်ပဲထပ်ထည့်လိုက်ပါမယ် document type ကတော့ document type ကိုနှိပ်လိုက်ပါခင်ဗျာကျွန်တော်တို့ကမှတ်ပုံတင်နံပါတ်ထည့်မှာဖြစ်တဲ့အတွက် national ID ကတ်ကိုယူပေးပါခင်ဗျာseries ကွဲဆောင်ကွဲပိန်နဲ့ if had လို့ရေးထားပါတယ်ခင်ဗျာရှိလင်လို့ပြောတာပါမထည့်လည်းရပါတယ်ခင်ဗျာထည့်ပြီးရင်တော့ပို့ပြီးတော့ပြည့်စုံပါတယ်မိတ်ဆွေတွေရဲ့မှတ်ပုံတင်တွေကမျိုးနာမည်အတူကောက်လေးတွေကိုထည့်ပေးရမှာဖြစ်ပါတယ်ဥပမာအနေနဲ့မြင့်ကြီးနာဆိုရင်မာကာနာလို့ထည့်ရမှာဖြစ်ပြီးတော့ရန်ကုန်ကတောင်တကုံဆိုရင်တာတာကလို့ထည့်ရမှာဖြစ်ပါတယ်ကျွန်တော်ကဒီမှာတောင်တကုံကိုနမူနာထည့်ပြမှာဖြစ်ပါတယ်တာတာကဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အရေးကြီးဆုံးအပိုင်းလာပါပြီခင်ဗျာမှတ်ပုံတင်နံပါတ်ဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့မှတ်ပုံတင်နံပါတ်ကိုမှန်ကန်စွာထည့်ပေးပါဒါမှမိတ်ဆွေတို့ငွေထုတ်လို့ရမှာဖြစ်ပါတယ်ကျွန်တော်ကဒီမှာနမူနာကဏ္ဍလေးထည့်ပြမှာဖြစ်ပြီးတော့မိတ်ဆွေတို့ကတော့မိတ်ဆွေတို့ရဲ့မှတ်ပုံတင်နံပါတ်ကိုမှန်ကန်အောင်ထည့်ပေးပါခင်ဗျာကျွန်တော်တို့ date of issue ကတော့မှတ်ပုံတင်ထုတ်ပေးရဲ့ဆွဲဖြစ်ပါတယ်အတိအကျမှတ်မိဖို့တော့မလိုပါဘူးခင်ဗျာကျွန်တော်တို့အနည်းဆုံး3-5နှစ်တော့ခွာပေးပါကျွန်တော်ကတော့2020လောက်ကိုနမူနာထည့်ပြလိုက်ပါမယ်ခင်ဗျာ issue ဘိုင်ကတော့ government ဘိုင်မြန်မာလို့ထည့်ပေးပါခင်ဗျာကျွန်တော်တို့အချက်လက်အားလုံးကိုဖြည့်ပြီးတော့ရင်တော့ data လေးပြန်လဲစစ်ဆေးပေးပါခင်ဗျာအားလုံးမှန်ကန်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ save ကိုနှိပ်ပေးပါဒါဆိုရင်ကျွန်တော်တို့ကိုရေးချက်လက်ဖြည့်တာအောင်မြင်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကနမူနာဖြည့်ပြတာဖြစ်တဲ့အတွက်ပြန်ထွက်လိုက်ပါမယ်ကျွန်တော်တို့ကိုရေးချက်လက်ဖြည့်ပြီးတော့ရင်ဆိုရင်တော့ကျွန်တော်တို့ငွေထုတ်လို့ရသွားပြီပဲဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာဗီဒီယိုလေးကိုကြိုက်နေတဲ့ရင် like and subscribe ပြုလုပ်ပေးတော့ကြပါအောင်ခင်ဗျာ